ကျွန်တော်တော့မောင်ချုပ်ပြပါတယ်ဒီကလည်းပြောပြပေးကြတာတော့မိတ်ဆွေတို့ကိုကျွန်တော်တို့ဖုန်းထဲက software တိုင်ဟိုကျွန်တော်တို့ဒီ PC မှာသုံးဖို့အတွက်ဟို PC မှာလွယ်လွယ်ကူကူသုံးလို့ရအောင်လို့ဖုန်းပုံစံမျိုးသုံးလို့ရအောင်လို့ကျွန်တော်ဒီ software တွေတခုလည်းပြပေးပါမယ်ဒီ software တွေအရန်ကိုသုံးဖို့ကောင်းတယ်ဗျာဘာလို့ကောင်းလဲဆိုတော့သူကကျွန်တော်တို့ mobile phone တွေပဲဖြစ်ဖြစ်အဲ့ပေါ့ mobile phone တွေအတွက်ကျွန်တော်တို့ထုတ်တဲ့ software မှန်တယ်များကိုsoftware မှာdownload လို့ရတယ်ဗျာ download ပြီးသွားရင်လည်း game ကိုကောင်းကောင်းဆော့လို့ရတယ်ဥပမာပကြည့် game တို့ mobile လေးကြည့် game တို့အဲ့လိုမျိုးအနေအထားတွေတွေ့ပြီးဆော့လို့ရတယ်အဲ့ဒါကျွန်တော် software ကိုကျွန်တော် download လုပ်နေရင်ကျွန်တော်ပြောပြမယ်ဒါပေမဲ့ကျွန်တော်တော့ download ဆွဲထားပြီးပါပြီဒါပေမဲ့ဒီစနစ်လေးတစ်ခုပြောပြပေးမယ်ဗျာအဲဒါကြောင့်မိတ်ဆွေတို့ PC ရှိနေပြီးတော့ကျွန်တော် mobile game နဲ့ဆော့ဖို့အတွက်အခက်အခဲဖြစ်နေတော့ကျွန်တော်ဗီဒီယိုလေးဆောင်းအောင်ကြည့်ပါကျွန်တော်ပြပေးပါမယ်ကျွန်တော်တို့ကဒီလိုရောက်လိုက်ပြီးကျွန်တော် line ဖွင့် cloud တစ်ခုဖွင့်ပေါ့ဗျာဒါဒီရောက်လာပြီးဒီရဲ့ set bar လေးမှာကျွန်တော်ရိုက်စာမှာဒါကြောင့်အနေ download လုပ်လိုက်ပါဒီမှာလုပ်လိုက်ရတယ်ဟို channel တဲ့ website နဲ့ရတယ်ဝင် down လိုက်ပေါ့ဗျာဒီမှာ down လိုက်ရတယ်နော်ဒီ site မှာလေးပေါ့ဒီ site မှာလည်း download လုပ်လို့ပါdownload လုပ်လို့ပြီးရတဲ့ခါကျကျွန်တော်တို့ဒီနေရာရောက်လာတယ်ပဲဗျာဒီလိုမျိုး set bar ကိုဝင်လာခဲ့ဝင်လာပြီး download ဆိုတဲ့နေရာလေးပေါ်လာတဲ့ခါကျဒီကိုရောက်ပြီဒီကိုရောက်တဲ့ခါကျကျွန်တော်ဘယ်ဘက်ကလေးကိုနှိပ်ဘယ်ဘက်ကလေးနှိပ်ပြီးဒီမှာနှိပ်လိုက်တယ်ရတယ်ဒါလေးတစ်ချက်နှိပ်လိုက်လို့ပြီးရတဲ့ခါကျမနေ့အနေနဲ့စာပြီးလိုက်ပါကိုယ့်ရဲ့ PC line ကောင်းတယ်လို့မြင်ပါတယ်line ကောင်းတယ်လို့မြင်တယ် line မကောင်းဘူးလည်းနည်းနည်းကြာမှာပေါ့ဗျာနိုင်ဝက်လောက်ကြာတင်ပါတယ်ကြာလို့ပြီးရတဲ့ခါကျသူကဒီလိုမျိုးမျက်နှာပြင်ပေါ်တဲ့သူရောက်သွားတယ်ဗျာဒီမျက်နှာပြင်ပေါ်ရောက်လာလိမ့်မယ်သူတော့ software မျက်နှာပြင်ပေါ်ရောက်လာတယ်ဗျာအဲ့ဒါခါကျဒီလိုမျိုးပေါ်လာလိမ့်မယ်ပေါ်လာလိုက်ခဏစောက်ပြီးတော့ခဏစောက်ပြီးတော့ဒီမှာတစ်ချက်ကျွန်တော်ဒီဥစ္စာပါကြောကောင်းလဲဆိုကျွန်တော်ရဲ့ဖုန်း feature လို့ပြောပဲဒီအောက်မှာအတန်တိုးအတန်ကျဲမျက်နှာပြင်နောက်ပြီး keyboard နောက်ပြီးတော့ကျွန်တော်တို့မှာ black power paper နောက်ပြီးတော့ camera နောက်ပြီးတော့ video ရိုက်မှာဓာတ်ပုံရိုက်မလားဒါတို့ကမကြမ်းနေတော့ဆိုရင်လည်းဂျူးထည့်ရမလားအဲ့လိုမျိုးပေါ့ကျွန်တော်ရဲ့ PC ကိုတောင်းရဲယူမလားပြားရဲယူမလားဒါတော့အတန်တိုးတာနောက်ပြီးကိုလိုချင်တဲ့နေရာလေးကိုကိုကဘယ်အမှတ်ချက်ပေးရတယ်အစုံပဲပေါ့ဗျာဒီထဲမှာတော့စုံရှိတယ်တွက်ဒီလိုမျိုးပေါ်လာမှာဗျာဒီလိုပေါ်လာရင်ဒီအောက်ကလူပုံစံလေးနှိပ်ပြီးတော့တွားလိုက်ရတယ်ဒီကပုံစံနှိပ်ပြီးတွားလိုက်ရတယ်နှိပ်လို့ပြီးသွားတဲ့ခါဒီလိုမျိုးမျက်နှာပြင်ပေါ်လာလိုက်မယ်ဗျာဒီလိုမျက်နှာပြင်ပေါ်လာတဲ့ခါကျရင်ကျွန်တော်တို့ကဒီက software မှာ download ဆွဲလဲရတယ်ဒါပေမဲ့ဒီက software တွေကြတော့ကို mobile phone လိုမျိုးတော့မဟုတ်ဘူးဗျာကိုကဆော့ကျင်တာ mobile phone ပုံစံမျိုးဆော့ကျင်တယ်ဆိုဒီထဲမှာသူပါတယ်ခင်ဗျာဟိုလေးနှိပ်လိုက်ဒီထဲမှာဘာတွေပါလဲဆိုတော့ဒီမှာကျွန်တော်တို့ Windows ရဲ့ setting ခုံပုပါတယ်ကျွန်တော်တို့ဖုန်းထဲမှာတုံးတဲ့ပုံစံမျိုးပဲဒီ black download ဆိုရတဲ့ cloud ခုပါမယ်ဒီကလည်းတစ်ခုပါမယ်ဒါ setting တွေပေါ့ဗျာကျွန်တော်တို့ကဒီကနေပြီးတော့ဖုန်းထဲကဘာလဲ software လေးလိုမျိုးဖုန်းသုံးလို့မျိုးတုံးခြင်းနေဆိုရင်တော့ဒီက software လေးလိုက်နိုင်လို့ပြီးသွားတဲ့ခါကျရင်ကျွန်တော်ကတော့ log in ဝင်ပြီးသွားပြီဗျာမင်းဆိုတော့ log in ဝင်ရသေးဘူးဆိုရင်ကျွန်တော်တို့ဖုန်းထဲအတိုင်းမျိုးပဲကျွန်တော်တို့ Google log in ဝင်ဖို့တော့သူပြပေးမယ်log in ဝင်တဲ့ပုံစံမျိုးကျွန်တော်တို့က log in ကိုယ့်ရဲ့ Gmail နာမည်နဲ့ကိုယ့်ရဲ့ Gmail password ထည့်လို့ပြီးသွားရင်ဒီမှာကျွန်တော် download ဆွဲလို့ရပြီဗျာအခုကျန်နေတဲ့ဟာdownload ဆွဲလို့ရပြီပုံစံမျိုးပဲဖြစ်သွားတယ်ဗျာဒါပေမဲ့ software download ဆွဲလို့ပြီးသွားတဲ့ခါကျရင်ပေါ့ဗျာအဲ့လိုမျိုးအနေထားဒီလောက်ရှိတယ်ဟိုကျန်နေတဲ့ဥဒါကိုထည့်ပြီးဆော်လို့ရပြီနောက်ပြီးတော့ဆော့ပုံဆော်တော့မယ်ဆိုရင်ကျွန်တော်တို့ကဒီမျက်နှာပြင်ပေါ်လာပြီးသွားရင်ဟိုတောင်းသမျှပစ္စည်းတွေဒီမှာတန်းစီပြီးဝင်လိုက်ပဲဗျာတို့ကဝင်တဲ့ခါကျကျွန်တော်တို့ကဆော့ကျင်တဲ့ဟာတို့နှိပ်လိုက်တစ်ချက်ကျွန်တော်တို့တစ်ခုပဲတောင်းလာတော့ဒီတစ်ခုနဲ့ကျွန်တော်ပြပေးမယ်နော်မင်းဆိုတော့ဒီဘာရအောင်တောင်းလို့ရှင်းပြတယ်ဗျာတောင်းဖို့လေတောင်းတယ်လို့ပြောအောင်ဒီချောဝင်တော့တော်တော်များများတုံးကြပါတယ် mobile လို့မျိုးတုံးကျင်နေမိတ်ဆွေတွေကြတော့အနာဆောက်ပြလိုက်ပဲ line ကောင်းတယ်လို့ပြောတယ်ကျွန်တော်တို့ဒီညရောက်လာတော့အဲ့လိုမျိုး mobile ဖုန်းပုံစံမျိုးပဲရကျွန်တော်တို့တောင်းလို့ရပြီဆော့လို့ရပြီဒါပေမဲ့ keyboard ရဲ့ကိုဆော့မဲ့ဂိမ်းရဲ့ keyboard ကိုနားမလဲတို့ပဲဘက်ကလေးနေလို့ရတယ်ကျွန်တော်တို့ရဲ့ control လောက်တာနဲ့ပုံစံပေါ့ဗျာ
ဟုတ်လားကျွန်တော်တို့ရဲ့ဒီ control တွေဒါကျွန်တော်တန်ပိတ်တာပေါ့နော်တတ်တာပိတ်တာဟုတ်လားဒါတို့ကျွန်တော်တို့ဖုန်းထဲအပုံညာတိုင်းပဲဗျာ In our hearts, there are corners that light cannot. ဒါတို့တန်ဆဲဒီမှာလုံးလို့ရတယ်ဗျာဒီမှာကျွန်တော်တို့ control ပုံစံတိုင်းပဲဒါပေမဲ့ keyboard နဲ့နေမယ်ဆိုတော့ဖုန်းထဲတော့မတူဘူးပေါ့ဒါပေမဲ့အဲဒီမှာကျွန်တော်တို့လောက်တာလေးပြတာပြီးတာ A3 နဲ့ A1 သွား A4 သွား2သွား3သွားအဲ့လိုမျိုးကျူနေတော့ပဲသွားပေါ့အဲ့လိုမျိုးသွားခါရပေါ်လာပြီးတကယ်လို့မိတ်ဆွေရ